မင်္ဂလာပါ Softstar ရဲ့ School Management Platform မှာပါဝင်တဲ့ကျောင်းနဲ့မိဘတွေကြားအရေးကြီးတဲ့အချက်အလက်တွေကိုအလွယ်တကူနဲ့စနစ်တကျပေးပို့နိုင်မယ် Message Function အကြောင်းကိုမိတ်ဆက်ပြောပြပေးမှာဖြစ်ပါတယ်။ဒီ function ကကျောင်းဘက်ရဲ့ admin တွေအတွက်မိဘတွေကိုအပြန်အလှန်အချိန်နဲ့တပြေးညီဆက်သွယ်နိုင်တဲ့ feature ဖြစ်ပါတယ်။ဓာတ်ပုံ Word file, Excel file, PDF file အထိမျိုးစုံသော file format တွဲပြီးပို့ပေးနိုင်ပါတယ်။ admin များအနေနဲ့ဆောင်ရွက်ရလက်စရာကျောင်းပေးရဲ့ကြော်ညာချက်ဒါမှမဟုတ်ကျောင်းပွဲပုံရိပ်တွေစတာတွေကိုလွယ်ကူလျင်မြန်စွာပေးပို့နိုင်ပါတယ်။ message ပို့ရမှာအလွန် flexible ဖြစ်ပါတယ်။ကျောင်း admin အနေနဲ့ message တစ်စောင်သာရေးပြီးတန်လုံးရဲ့မိဘတွေအားစီကို group messaging အဖြစ်ပို့လိုက်တာနဲ့အုပ်ထိန်းသူတိုင်းစီကို private message အဖြစ်တည်တံ့စီရောက်ရှိသွားမှာဖြစ်ပါတယ်။ group message ပို့နိုင်တဲ့အတွက်အချိန်ကုန်သက်သာစေပြီးအရေးကြီးတဲ့အချက်အလက်တွေကိုမြန်မြန်ဆန်ဆန်ဖြန့်ဝေပေးနိုင်ပါတယ်။ကျောင်းသားတဦးချင်းစီရဲ့အခြေအနေကိုတည်တံ့ဆက်သွယ်ပြောဆိုနိုင်တဲ့ individual messaging ရွေးချယ်ပြီးလည်းပို့ပေးနိုင်ပါတယ်။အုပ်ထိန်းသူများဘက်ကပြန်လည်ပို့လာတဲ့ message တွေကိုလည်း social communication group တွေလိုလူများမြင်ရတာမျိုးမဟုတ်ဘဲနဲ့ကျောင်းဘက်ကသာတည်တံ့မြင်နိုင်တဲ့ secure communication ဖြစ်တဲ့အတွက်အချက်အလက်လုံခြုံမှုကိုပြေဝအာမခံပေးနိုင်ပါတယ်။ message ကိုပို့လိုက်တာနဲ့မိဘတွေစီကိုတခါတည်းရောက်သွားတဲ့ပုံမှန်ပို့စနစ်သုံးနိုင်ပါတယ်။ဒါမှမဟုတ်ကျောင်းရဲ့တာဝန်ရှိသူ in charge supervisor တို့မှစစ်ဆေးပြီး approve ပေးလိုက်မှသာမိဘစီ message ရောက်သွားအောင်ဆောင်ရွက်နိုင်တဲ့ message approval workflow ဆိုတဲ့ feature လည်းပါဝင်ပါတယ်။ပို့ပြီးသား message တွေကို message မှားသွားတာပိုင်တွဲပုံမေးသွားတာမျိုးတွေအတွက်အဲ့ဒီ message ကိုသတ်မှတ်ထားတဲ့အချိန်တွင်းမှာတာဝန်ရှိသူက message ကို edit လုပ်နိုင် delete ပြန်လုပ်နိုင်ပါတယ်။ message history တွေကို overview ပြန်လည်ကြည့်ရှုနိုင်တဲ့ communication report လည်းပါရှိပါတယ်။ communication report မှာကျောင်းဘက်ကပို့တဲ့ message တွေမိဘဘက်ကပြန်ပို့တဲ့ message နဲ့ reply message တွေအားလုံးကို daylight filter လုပ်ပြီး message history ကိုတနေရာထဲမှာoverview တိတိကျကျစစ်ဆေးနိုင်ပါတယ်။ Softstar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေအကြောင်းကိုကြည့်ရှုပြီးလူချင်းမျိုးတို့အကြောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုပေါ်ပြပါဖုန်းနံပါတ်တို့ဖြစ်စီ Softstar ရဲ့ Facebook Messenger Viber တို့ကနေဖြစ်စီဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။